โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ TikTok မှာနာမည်ကြီးနေတဲ့ဒီလိုမျိုးကတ်တုံးပုံလှလှလေးတွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ဆုံးထိလိုက်ကြည့်ပေးဖို့တိုက်တောင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်သေးဆိုရင် subscribe တွေလုပ်ပေးဖို့နေမနေအောင်နော်โอเคဒါဆိုကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်နော်โอเคဒါဆိုကျွန်တော်တို့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲအရင်သွားမယ်နော်โอเคကျွန်တော်တို့ထဲရောက်ဆိုတာကျွန်တော်တို့ဒီမှာ Chat GPT လို့ရိုက်ရှာလိုက်မယ်နော်ကျွန်တော်မှာကတော့ down ပြီးသားဆိုတော့ open ဆိုတာလေးပေါ်နေပါတယ်เนาะကျွန်တော်တို့ download ဆွဲပြီးဆိုရင်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်เนาะ okay ကျွန်တော်တို့ပြန်လို့ဆိုရင်ခဏ down ထားတဲ့ software တွေကိုတောင်းဝင်ကြမယ်เนาะ okay ကျွန်တော်တို့ထဲရောက်ပြီဆိုတာ ਨੇ ဒီမှာ continue ဆိုတာကိုနှိပ်လိုက်မယ်เนาะโอเคပြီးရင်ကျွန်တော်တို့ဟိုပေါ်မှာ sign up ဆိုတာလေးကိုနှိပ်လိုက်မှာเนาะပြီးရင်ကျွန်တော်တို့ Google account တစ်ခုနဲ့ချိန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Google ဆိုတာလေးကိုနှိပ်လိုက်မှာเนาะโอเคဒီလိုလေးဖြစ်သွားပြီဆိုရင် continue ဆိုတာလေးကိုနှိပ်လိုက်မှာเนาะโอเคကျွန်တော်တို့ continue ဆိုတာလေးပဲ sign နေမှာเนาะโอเคဒါဆိုကျွန်တော်တို့ချိန်လို့ပြီးသွားပြီเนาะโอเคကျွန်တော်တို့ Google account ချိန်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကာတွန်းပေါ်လုပ်ဖို့အတွက်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မှာเนาะโอเคဒီလိုမျိုးလေးပေါ်လာရင်ကျွန်တော်တို့ photo ဆိုတာလေးကိုရွေးလိုက်မှာเนาะโอเคဒီမှာတကယ်ကြီးမိတ်ဆွေတို့ချိန်နေတဲ့တပ်ပုံလေးကိုရွေးလိုက်ပါเนาะကျွန်တော်ကတော့ဒီပုံလေးကိုရွေးလိုက်တယ်เนาะโอเคပုံလေးရွေးပြီးဆိုရင်ဒီဟာလေးကိုနှိပ်လိုက်မယ်เนาะโอเคဒီလိုလေးဖြစ်သွားလိုက်မယ်เนาะဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီစာလေးကိုရိုက်ထည့်လိုက်ပါเนาะโอเคကျွန်တော်တို့ရိုက်ထည့်ပြီးပြီဆိုရင်ဒါလေးကိုနှိပ်လိုက်ပါเนาะโอเคဒီလိုမျိုးလေးဖြစ်သွားလိုက်မယ်နောက်ဆိုကျွန်တော်တို့ဖုန်းကိုပိတ်သွားစေလို့မရဘူးเนาะဒီနောက်မှာနည်းနည်းလေးစောင်းရတာနည်းနည်းကြာရယ်เนาะဒါဆိုကျွန်တော်တို့ကာတွန်းပေါ်လှလှလေးရောက်သွားပြီเนาะโอเคကျွန်တော်တို့ဖုန်းထဲမှာတင်ဖို့အတွက်ကျွန်တော်တို့ save ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเคဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကတကယ်ချင်းမိတ်ဆွေတို့အတွက်ကြိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့နဲ့เนาะဒီဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းအားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ပဲတူလိုက်ပါခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะအားလုံး bye bye